တို့ညတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ရတာလွင့်နေလိုက်လွင့်နေနော်ညကျွန်တော်လိုက်လွင့်နေလိုက်လဲလွင့်ပြီးတော့ဗီဒီယိုကပြတ်သွားတယ်ပေါ့နော်ဒါဒီမနက်တော့ဒါကျွန်တော်တို့ဒါ9-3ည1ချင်းနဲ့နော်9-3ည1ချင်းနဲ့ပဲကျင်းနှက်လိုက်ရဲ့9-3ည1ချင်းနဲ့ပဲဒါအဆင်ပြေတယ်ပေါ့ဗျာနော်3ည6တော့အောက်ဝက်တော့မမီဘူးပေါ့ဗျာနော်ဒါကျွန်တော်ရဲ့ဒါစိန်မာစတာကီ9-3ညကီလဲဒါအဆင်ပြေတယ်ပေါ့နော်ကဲဒီနေ့ကြာသာပင်းနေညနေ4နာရီဝက်အတွက်ကလေးကိုပြောမယ်ဗျာနော်အောက်ပြီလားဘာလို့လဲဆိုတော့ကျွန်တော်ဒီအကောင့်ကလည်းညအတွင်းနဲ့လိုက်ကလည်းပြတ်သွားတယ်နော်ခုကျွန်တော်ဗီဒီယိုလေးတင်ကြည့်တာပေါ့ဗျာနော်ဗီဒီယိုပါပြတ်ဦးမှာလားပါလားပေါ့နော်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့အားလုံးပဲဒုတိကိုလင်းဆိုတဲ့ YouTube channel ကနေပြီးတော့ကိုယ့်မှာအားလုံးပြန်လည်ပြီးတော့ຫນွေလေးဆိုတာကြိုးသွလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့နေ့လည်ကလေးဖြစ်ပါသည်เนาะကျွန်တော်စောစောလေးပဲဗီဒီယိုလေးတင်ပေးလိုက်ပါတယ်เนาะကြာတာပင်ညနေ4နာရီဝက်အတွက်ကလေးပေါ့เนาะခဲတော့เนาะဝင်မဲ့သူတွေကတော့ဝင်လို့ရပြီเนาะဝင်နေနောက်တစ်ပတ်ကိုဝင်မဲ့သူတွေကတော့ဝင်လို့ရပါပြီเนาะကျွန်တော်အကောင့်နေလဲကျွန်တော်ပို့လေးတင်ပေးထားပါတယ်เนาะ8ရက်တူ9ရက်2ရက်စာเนาะဇာတို့ပတ်သည်เนาะဝင်မဲ့သူတွေဝင်လို့ရပါပြီเนาะကဲအားလုံးပဲလူဟောင်းတွေရောလူသစ်တွေရောနောက်တစ်ပတ်တော့ကိုပြန်ဝင်လို့ရပါပြီเนาะကဲအားလုံးပဲဥစ္စာပထမအနေနဲ့နော်ဒုတိကိုလင်း channel ကနေပြီးတော့ကိုယ်မှအားလုံးပြန်လည်ပြီးတော့ဗီဒီယိုကကြိုးစလိုက်ပါတယ်နော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတယ်ညနေခင်းလေးကိုပိုင်ဆိုင်ကြမယ်ဗျာနော်ဒီမနက်ကတော့ကျွန်တော်တို့9-3ည1ချင်းနဲ့ပဲကျင်းနှက်လိုက်ရတယ်ပေါ့နော်9-3ည1ချင်းနဲ့ပဲနော်အဆင်ပြေတယ်ပေါ့ဗျာနော်9-3ည1ချင်းနဲ့ပဲ3-6ဆိုတော့အောက်ကွက်တော့မမီဘူးပေါ့နော်ဟုတ်ပြီလားကဲကြံကနန်းတော့1က9ရဲ့ကျန်တယ်ပေါ့နော်1က9ရဲ့ကျန်တယ်နော်အဲ့ဒါကြောင့်မလို့မိတ်ဆွေတို့တွေဒီညနေကိုနော်ကျွန်တော်အခုပေးမဲ့ကနန်းလေးတွေကိုဒါနည်းနည်း view ဆိုင်ပြီးဆော့ပေးထားပါနော်ဟုတ်ပြီလားနော်ကဲအားလုံးပဲကျွန်တော်တို့ဒီနေ့4ရက်12လ2025နော်ကြာတာပရင်းနဲ့ညနေ4နာရီခွဲကိုကြာတာပရင်းညနေ4နာရီခွဲကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့6-9ဝမ်းချင်းဖြစ်ပါတယ်ကြာတာပင်းညနေ4နာရီခွဲကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့6-9ဝမ်းချင်းဖြစ်ပါတယ်နော်6-9ဝမ်းချင်းဖြစ်ပါတယ်အခုကကြံကနန်း1က9ရဲ့ကြံနော်6တော့ဆင်းလာပြီဆိုတော့နော်ပိတ်ဆွေတို့ကဒီညနေကို9ပါတယ်ကနန်းကျွန်တော်အောက်ကွက်ထဲကပါတယ်ကနန်းဒီညနေကိုကျွန်တော်က9ထက်ကိုကျွန်တော်2ကိုပိုကြိုက်တယ်ဒီညနေနော်အားကြောင့်မိတ်ဆွေတို့ဒီညနေကိုတော့9ကိုလည်းကျွန်တော်ပတ်သီးပေးတာမဟုတ်ဘူးပြောလိုက်တယ်နော်9ကိုလည်းပါတယ်ကနန်းတင်ထုတ်ခိုင်းတယ်ဒါပေမဲ့ဒီညနေကိုတော့ဒါကိုထိုးမဲ့ကနန်းမှာ9ပါတယ်ကနန်းလို့2ပါတယ်ကနန်းလို့နည်းနည်းဂီးဆိုင်ဆော့ရမယ်နော်ပတ်သီးတွေပါရမလုံးနဲ့ပတ်သီးတွေပါရအတွက်ဆော့မယ်ဆိုရင်နောက်တစ်ပတ်အတွက်ကိုဒါ2ရက်နော်8ရက်တူ9ရက်2ရက်စာဇာတို့ပတ်သီးကိုနောက်ပတ်ကိုဝင်မဲ့သူတွေကဝင်လို့ရပြီနော်လူဟောင်းတွေရောလူသစ်တွေရောပြန်လက်ခံနေပါပြီနော်ဟုတ်ပြီလားနော်ကျွန်တော်ကောင်းနေကျွန်တော်ပို့လေးတင်ပေးထားပါတယ်ဟုတ်ပြီလားကဲအားလုံးပဲနောက်ကျွန်တော်ရဲ့ YouTube channel ဒုတိမာစတာလင်းဆိုတဲ့အကောင့်အသစ်ကလေးကိုလည်းနည်းနည်း channel လေးကို subscribe နေပေးထားအောင်နော်ကျွန်တော်ဒီကောင်းနေပဲပို့လေးတင်ပေးထားတယ်နော်ဟုတ်ပြီလားကဲဒီနေ့ကျွန်တော်4ရက်12လ2025ကြာတာပင်းနဲ့ညနေနောက်ဆုံးပေပေါ့နော်ကြာတာပင်းညနေ4နာရီခွဲကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကတော့6-9ဝမ်းချင်းဖြစ်ပါတယ်6-9ဝမ်းချင်းမှာကျွန်တော်ကိုင်း4နဲ့ပတ်သက်တဲ့ကဏ္ဍက4143 4548ဖြစ်ပါတယ်4နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍက41ကဲ43ရယ်45ရယ်48ကဲပါအဲ့မှာ45ဆိုတဲ့ကဏ္ဍလေးတွေပါတတိထားပါနော်ကိုက9ပါတဲ့ကဏ္ဍဒီညနေ2ပါတဲ့ကဏ္ဍကိုတတိထားမယ်ဒါပေမဲ့ဒီညနေကိုတော့2ကိုနည်းနည်းပိုကြိုက်တယ်ပေါ့ဗျာနော်အဲကြောင့်2ပါတဲ့ကဏ္ဍတွေကိုတော့နည်းနည်းအဓိကထားဆော့ပြီး9ပါတဲ့ကဏ္ဍကိုတော့ဒုတိယလောက်ရန်ပေါ့နော်2ပါတဲ့ကဏ္ဍကိုဒီညနေအဓိကထားဆော့ပေးပါနော်အဲ့ဒါကြောင့်မလို့ဒီညနေကိုကျွန်တော်အကြိုက် main တင်အောက်ကွက်ကတော့6-9ဝမ်းချင်းက4နဲ့ပတ်သက်တဲ့ကဏ္ဍက4143 4548နော်အဲ့မှာ45ဆိုတဲ့ကဏ္ဍတတိထားပါနော်4143 4548ဖြစ်ပါတယ်4နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြိုက်တဲ့ကဏ္ဍက4143ရယ်45ရယ်48ကဖြစ်ပါတယ်နော်4နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍကဝမ်းချင်းက4နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍက4143 4548နော်4နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ကြိုက်တဲ့ကဏ္ဍနော်4143 4548နော်ကဲ6နဲ့ပတ်သက်တာကြတော့61က95ရယ်69ရယ်98ကနော်6နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍက61က95ရယ်69ရယ်98ကနော်အမှ95လို့ကဏ္ဍတွေပဲတတိထားပေါ့နော်6195 6998နော်6နဲ့ပတ်သက်တာက6195
9ခွန်9ရှစ်နော်4နဲ့ပတ်သက်တာက4143 4548 9နဲ့ပတ်သက်တာက9195 9ခွန်9ရှစ်နော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်နော်ဒီညနေ main တင်ကွက်ကတော့နော်9နှစ်ကဲ93ရယ်4ခွန်ရယ်ဖြစ်ပါတယ်နော်ကျွန်တော်ကြိုက် main တင်ကွက်နော်9နှစ်ကဲ93ရယ်4ခွန်ရယ်နော်62ဆိုတဲ့ကဏ္ဍတစ်ကွက်ကောင်းနော်62ဆိုတဲ့ကဏ္ဍတစ်ကွက်ကောင်းဖြစ်ပါတယ်နော်62ကဲ93ရယ်94ခွန်ရယ်နော်ဒီညနေ main တင်ကွက်က9နှစ်93 4ခွန်9နှစ်တစ်ကွက်ကောင်းနော်9နှစ်တစ်ကွက်ကောင်းကြိုက်ပါတယ်ဒီညနေကိုနော် main တင်ကွက်က9နှစ်ကဲ93ရယ်4ခွန်ရယ်နော်9နှစ်93 4ခွန် main တင်ကွက်အဲ့မှာတစ်ကွက်ကောင်းက62နော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဒီညနေနှစ်နဲ့ပတ်သက်တာလေးတို့ပို့ပြီးဆိုင်ဆော့ပေးပါ9နဲ့ပတ်သက်တာကိုတော့နည်းနည်းရံပေးနော်4 5တို့9 5တို့ရံမယ်62တို့ဘာလို့ကိုထိုးမဲ့ကဏ္ဍမှာနော်နှစ်ပါတဲ့ကဏ္ဍလေးဒီညနေနဲ့တတိထားနော်ဒီညနေနှစ်ကြိုက်တယ်ကြားမကြတော့မသိဘူးနှစ်ကြိုက်တယ်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲနောက်တစ်ပတ်အတွက်ကိုနော်8ရက်တူ9ရက်ဆိုပြီးတော့ကျွန်တော်ဒီဒူးဒီကိုလင်းအကောင့်နဲ့ကျွန်တော်ပို့လေးတင်ပေးထားပါတယ်2ရက်စာဇာတို့ပတ်တီးကိုဝင်မဲ့သူတွေနောက်တစ်ပတ်အတွက်ကိုဝင်လို့ရနေပါပြီเนาะဒီနေ့ကြာသာပင်းနေလည်းဝင်လို့ရတယ်မနက်ဖြန်တောက်ကြနေလည်းဝင်လို့ရတယ်စနေနေလည်းဝင်လို့ရတယ်တနင်္ဂနွေနေလည်းဝင်လို့ရတယ်တနင်္လာနေ့မနက်အထိကျွန်တော်ဝင်လို့ရပါတယ်လက်ခံပါတယ်เนาะအဲ့တော့ကြောင့်ဝင်မဲ့သူတွေเนาะ2ရက်အတွင်းမှာကြာမဲ့ဇာတို့ကိုဝင်မဲ့သူတွေလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတယ်ကြာသာပင်းညနေ4 နာရီခွဲကိုပိုင်ဆိုင်ကြပါစေလို့ကိုလင်းရနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်